ကောင်းသောနေ့လေးပါ။ကျွန်မကလက်ရှိမှာ Senior Transport Engineer Position နဲ့ Singapore ရဲ့ Consultant Firm တစ်ခုမှာအလုပ်လုပ်ကိုင်နေပါတယ်။ဒီဗီဒီယိုမှာ Transport Engineer ဆိုတာဘာလဲဆိုတာကိုရှင်းပြသွားမှာပါ။Transport Engineer ဆိုတာတကယ်ကတော့ Civil Engineering ရဲ့အခွဲတစ်ခုပဲဖြစ်ပါတယ်။အဓိကကလမ်းအလုပ်တွေကို focus ထားပြီးတော့လုပ်ရတယ်။လမ်းနဲ့ပတ်သက်တဲ့ planning တွေလုပ်တာ design လုပ်တာလမ်းကိုအသုံးပြုမဲ့သူတွေအတွက်လွယ်ကူအဆင်ပြေဖို့အဓိကဦးစားပေးလုပ်ရတဲ့အလုပ်ပါ။ဘာတွေပါမလဲဆိုလို့ရှိရင်လမ်းပေါ်မှာသွားလာလှုပ်ရှားနေမဲ့သူတွေအတွက်ကားလမ်းတွေအချက်ပြစနစ်တွေတည်တာထင်ရှားရှင်းလင်းစေဖို့လုံခြုံစေဖို့ဦးစားပေးစဉ်းစားပြီးတော့ဒီဇိုင်းတွေကိုလုပ်ရတယ်ပေါ့နော်အလုပ်တာဝန်တွေအနေနဲ့ဘာတွေလုပ်ရလဲဆိုရင် traffic and transport planning လမ်းအသုံးပြုသူတွေလူရာခီးကိုအလွယ်ကူဆုံးနဲ့အလျင်မြန်ဆုံး safe ဖြစ်သွားနိုင်ဖို့အခက်အခဲမရှိသွားနိုင်ဖို့ traffic တွေမကျက်ဖို့ planning တွေလုပ်ရပါတယ်။ junction design တွေလုပ်ရတယ်။လုပ်ထားတဲ့ design ပေါ်မှာ study တွေလုပ်ရတယ်။ design အဟောင်းရှိလို့ရှိရင်အဟောင်းနဲ့အသစ်ကို study လုပ်ရတယ်။ပြောင်းလဲလာတဲ့အဆင့်မြင့်လာတဲ့ standard တွေနဲ့လိုက်ပြီးတော့ study လုပ်ပြီးသွားလို့ရှိရင်အကောင်းဆုံးဖြစ်မဲ့ဒီဇိုင်းဖြစ်ဖို့ကိုစူးစမ်းပြီးတော့လုပ်ရပါတယ်။လမ်းအသုံးပြုသူတွေအတွက်တကယ်လမ်းဖွင့်လိုက်လို့သုံးပြီဆိုလို့ရှိရင်သူတို့တွေဘယ်လိုမျိုးအခက်အခဲတွေရှိလာနိုင်မလဲဆိုတာကို software တွေနဲ့ရောကိုယ်ပိုင် experience တွေနဲ့ကိုကြိုတင်အသုံးပြုကြည့်ရတာ analysis လုပ်ရတာတွေလုပ်ရတယ်။ပြီးသွားတဲ့အခါကျလို့ရှိရင်သက်ဆိုင်ရာဌာနတွေနဲ့ချိတ်ဆက်ပြီးတော့အဆင့်ဆင့်ခွင့်ပြုချက်တွေကိုယူရပါတယ်။စင်ကာပူမှာကလမ်းနဲ့ပတ်သက်တဲ့ဆောက်လုပ်ရေးတွေများတာကိုသိကြမယ်ထင်ပါတယ်။ project တွေမှာလိုအပ်တယ်လို့လမ်းတွေကိုဟိုဘက်ကိုပြောင်းဒီဘက်ကိုရွှေ့နေ project တစ်ခုပြီးအောင်လို့လုပ်ကြရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စင်ကာပူကကျင်းတယ်လမ်းတွေကသူ့ဟာနဲ့သူကြက်နေပြီးသားအဲ့လိုဆိုတော့ကြတော့မြေအောက်လမ်းဖောက်တာတွေ MRT ဖောက်တာတွေဆိုတဲ့အခါကျလို့ရှိရင်လမ်းပေါ်မှာရှိနေတဲ့လက်ရှိသွားနေတဲ့သုံးနေတဲ့လမ်းကို diversion တွေလုပ်ပြီးတော့မှမြေအောက်လုပ်ငန်းတွေကိုလုပ်ပေးရတာမို့လို့လေအဲ့တော့project တွေလုပ်ပြီးဆိုလို့ရှိရင်land transport engineer တယောက်အနေနဲ့ temporary road diversion တွေ permanent road diversion တွေ reinstatement work တွေပြီးသွားလို့ရှိရင်တကယ်၍အရင် standard နဲ့လုပ်ခဲ့လို့အခုလက်ရှိအသစ် standard နဲ့မကိုက်ညီဘူးဆိုလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လက်ရှိ update standard တွေနဲ့ကိုက်အောင်လို့လမ်းတွေကိုချဲ့ပေးရတာမျိုးအလဲကျွန်းတွေကိုချဲ့ပေးရတာမျိုးပြီးသွားတဲ့အခါကျတော့နောက်ပိုင်းဖက်ပြီးတော့ဖြည့်လာတဲ့စပိန်လမ်းတွေလူသွားလမ်းအဆင့်မြင့်တာတွေအဲ့ဒါတွေအကုန်လုံးကိုtransport engineer တယောက်အနေနဲ့ဒီဇိုင်းတွေလုပ်ရတယ်ပေါ့နော်အဲ့ဒါကြီးကတော့လက်ရှိကိုယ်တိုင်လုပ်နေရတဲ့အလုပ်တွေဖြစ်ပါတယ်transport engineer တယောက်အနေနဲ့ဆိုလို့ရှိရင်ဘယ်လို software တွေအသုံးပြုရမလဲtraffic study တွေအတွက်ဆိုလို့ရှိရင် Vexing တွေ Cedra အဲ့ဒီ software တွေကိုသုံးပြီးတော့ traffic study အတွက်လုပ်ရတယ်အဲ့ဒီမှာtraffic simulation တွေကိုကိုယ်တွေက study လုပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီတကယ်ဒီလမ်းကိုအပြင်မှာစောင့်လိုက်မယ်ဆိုတဲ့အခါဘယ်လိုအခက်အခဲတွေရှိမလဲလမ်းတွေပိတ်နေမလားစသဖြင့်အဲ့ဒါတွေကို study လုပ်ပြီးတော့အရင်တကယ်လို့ပြဿနာရှိခဲ့ရင်အရင်အဖြေရှာရတယ်ပေါ့နော်အပြင်မှာလက်တွေ့မဆောက်ခင်ပြီးသွားတဲ့အခါကျလို့ရှိရင် land design တွေလုပ်မယ်ဆိုလို့ရှိရင် AutoCAD Civil 3D OpenRoad SWOT analysis တွေအတွက်ဆိုရင် Autodesk vehicle tracking စတဲ့ software တွေကိုအသုံးပြုရပါတယ်လမ်းအသုံးပြုသူတွေရဲ့လုံခြုံရေးကtraffic engineer planner တွေအတွက်အဓိကဦးစားပေးဖြစ်ပါတယ်ဒီဇိုင်းအမှားတွေမဖြစ်ဖို့တာဝန်ရှိပါတယ်အဲဒါကြောင့်မို့လို့ coordination တွေအများကြီးလုပ်ရတယ်သက်ဆိုင်ရာဌာနတွေနဲ့ရောပါဝင်ပတ်သက်တဲ့ team တွေနဲ့ရော coordination တွေအများကြီးလုပ်ရတယ်
ပြီးလို့ရှိရင်လိုအပ်တယ်လို့ report တွေကိုပြင်ဆင်ရတယ်အဲဒီ report တွေကလည်း authority ကိုသွားတဲ့ report တွေရှိတယ်လို့မျိုး internal record တွေအဖြစ်သုံးရတဲ့ report တွေလည်းရှိတယ်ပြီးလို့ရှိရင်လမ်းအသုံးပြုတဲ့သူတွေ error မတွေ့ရေးအတွက်ကြိုတင်စဉ်းစားပြီးတော့အဖြေရှာအကောင်းဆုံးဒီဇိုင်းဖြစ်ဖို့အားထုတ်ရတယ်ပေါ့နော်အဲ့ဒါတွေလုပ်နိုင်ဖို့ဆိုလို့ရှိရင်လက်ရှိကိုနေထိုင်တဲ့နိုင်ငံရဲ့သတ်မှတ်ထားတဲ့ guideline တွေ code of practice တွေ standard တွေကိုသိရှိထားဖို့လိုအပ်ပါတယ်ကျွန်မအခုလက်ရှိအလုပ်ကိုမရောက်ခင်က transport engineer ဆိုတဲ့ position ကိုမသိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးကျွန်မတို့မသိတဲ့သူတွေရှိလို့ရှိရင်သိရအောင်လို့အခုဗီဒီယိုလေးနဲ့ sharing လုပ်ပေးလိုက်တာပါကောင်းသောနေ့လေးဖြစ်ပါစေရှင်